ဆေးဘက်ဝင်နေပြမယ်နော်ဒါကအရန်ကိုမှဆေးဘက်ဝင်ပါတယ်ရဲယိုပင်တပင်လုံးနီးပါးကဆေးဘက်အရန်ကိုဝင်ပါတယ်ကျမတို့အတီးအရွက်နော်အရွက်ဆိုလို့ရှိရင်ဟင်းတုပ်လှုပ်ရှားတာပဲဖြစ်ဖြစ်တကြီးရွယ်ဦးတွေအနေနဲ့လည်းအထူးတင်တယ်လေတစားတစ်မျိုးဖြစ်တယ်ငါးကြော်လို့စီဘူးပေါက်ထားတာလည်းရအမှတ်တရပေါ့နော်ဆိုတော့ရောင်ရဲ့ 3+ ထုတ်ကုန်ထဲမှာရဲယိုဒီရဲယိုရွက်သုံးထားပါတယ်ဘာလို့လဲဆိုတော့ရဲယိုဒီရဲယိုရွက်မှာကျမတို့သပင်အတွက် protein တွေအများကြီးရှိတယ် protein တက်အမြင့်တက်အဆီတက်ပေါ့နော်vitamin A vitamin C တက်လည်းရှိတယ်ဆိုတော့သပင်အတွက်ကိုအထူးကောင်းပါတယ်ဘာလို့လဲဆိုတော့သပင်ဆိုတာက protein တက်တွေနဲ့ဖွဲ့စည်းထားတဲ့အရာဖြစ်တယ်လေဆိုတော့ဒီအရာကကျမတို့သပင်ဖြူခြင်းသပင်ကျွတ်ခြင်းပေါက်တေးနော်စသဖြင့်သပင်နဲ့ပတ်သက်ပြီးတော့အထူးကြကောင်းမွန်လို့ဥယျာဉ်ပြဆဲကိုလည်းသူကကောင်းမွန်စေတယ်ဥယျာဉ်ပြဆဲကိုလည်းသူကျန်းမာစေတယ်ပေါ့နော်ဒါကြောင့်မို့သပင်အတွက်စပင်အတွက်စကင်အတွက်တူကြကောင်းမွန်တဲ့ဆေးပံဝင်ဖြစ်ပါတယ် A3+ ထုတ်ကုန်တွေမှာတော့မပါမဖြစ်ပဲပေါ့နော်ကျမရဲ့မိတ်ဆွေများရေဦးဒီကတော့ရေဦးပင်ကတော့နေရာတိုင်းမှာပေါ်ပါတယ်မိတ်ဆွေတို့ကိုဒါ DVD မှာတစ်ခါတည်းရောင် share လုပ်ပေးချင်တာကကိုယ်အိမ်မှာရေဦးဒီရေဦးပင်ရှိတယ်ဆိုလို့ရှိရင်ရေဦးရွက်ကိုလည်းခဏခဏရေဦးရွက်လေးတုပ်စားပေးပါဟင်းတုပ်ကြိုက်တယ်ဆိုလို့ရှိရင်ဟင်းတုပ်လေးလှုပ်စားပေါ့နော်ရောင်ကတော့မကြိုက်တော့ဟင်းတုပ်မကြိုက်တော့ရေဦးရွက်ကိုပြုတ်ပြီးတော့တို့ပါတယ်ရေဦးဒီဆိုလို့ရှိရင်တော့အစိမ်းစားတာတဲ့ရေဦးဒီမှဲ့လာလို့ရှိရင်အမှဲ့စားတာကိုပို့ပြီးသဘောကျပါတယ်ဒါတော့ရောင်ဆေးပေါ်မှာဖြစ်ပါတယ်မိတ်ဆွေတို့အိမ်မှာဒီရေဦးပင်ရှိတယ်ဆိုလို့ရှိရင်ရေဦးဒီလေးကိုလည်းထင်ရလေးနဲ့ခောက်ပြီးစားပေးပါကျိုးကြောင့်အနံ့မကြိုက်ဘူးပေါ့နော်မိတ်သိစားပေးနှာခေါင်းပိတ်ပြီးမိတ်သိစားပေးဘာလို့ဆေးဘက်ဝင်လဲရေဦးဒီအမှဲ့မိတ်ဆွေတွေမှာရှိတယ်ဆိုလို့ရှိရင်လည်းစကားလေးနဲ့ကိုကဒီတိုင်းမို့အစိတွေပါရင်မကြိုက်ဘူးဆိုလို့ရှိရင်စကားလေးနဲ့တိုက်ပြီးတော့အနှစ်ကိုစားပေးပါမျိုးသမီးတွေအရန်ကောင်းတယ်နော်ဆေးဘက်ဝင်ပါတယ်ရှင်ကျေးဇူးပါ